ကောင်းကြတယ်မင်္ဂလာပါဒီနေ့ပြပြမယ့်အကြောင်းကတော့ဟိန္ဒူဘာသာဝင်တွေရဲ့အကြီးအကဲလို့လည်းပြောလို့ရတယ်ဘာသာရေးဆရာတွေလို့လည်းပြောလို့ရတယ်ပေါ့နော်သူတို့ရဲ့လောက်ရက်မှာတစ်ခုပဲကျွန်တော်ဒီနေ့ဗီဒီယိုလေးနဲ့ထောက်ပြပြီးပြောသွားမှာဖြစ်ပါတယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီလိုမျိုးလောက်ရက်တစ်ခုကနောက်လာမဲ့လူငယ်တွေပဲဖြစ်ဖြစ်ဟိန္ဒူဘာသာဝင်ကိုယုံကြည်နေတဲ့လူတွေပဲဖြစ်ဖြစ်ဒီလောက်ရက်တစ်ခုကြောင့်ဘာသာရေးကိုမယုံကြည်ဘဲနဲ့မလေးစားရရောက်တဲ့အဖြစ်တစ်ခုကိုဖြစ်သွားနိုင်တယ်လို့ကျွန်တော်တော့မြင်မိတယ်။ဘာလို့လဲဆိုတော့ဒီလိုမျိုးလောက်ရက်ကကြမ်းကန်ထဲမှာလည်းမပြောရသလိုသူတို့ရဲ့ကိုရေးကိုတာ influence အတွက်လုပ်တယ်လို့ပဲကျွန်တော်ကတော့မြင်မိတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ဒီအကြောင်းကိုပြပြသွားမှာဖြစ်ပါတယ်ပေါ့နော်။အဓိကမင်းပြောချင်တာပေါ့နော်။ဒီဟာကဘာသာရေးဆရာတယောက်ဖြစ်တယ်။ဘာသာရေးအကြီးအကဲတယောက်ဖြစ်တယ်။အထူးသဖြင့်ပြောရမယ်ဆိုရင်ပူဇာရီတွေပေါ့နော်။ဟိန္ဒူပူဇာရီတွေဘာကြောင့်ဒီလိုမျိုးလုပ်လဲဆိုတာစဉ်းစားလို့မရအောင် again disrespect ပဲဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်လုံးဝမလေးစားမိတော့ဘူးဒီပူဇာတီတွေဘာကြောင့်မလေးစားမိတော့ဘူးလဲဆိုသူတို့ရဲ့လောက်ရက်ကိုကအယမ်းမားနေတယ်လို့ဖြစ်နေတယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီပူဇာတီတယောက်ပေါ့နော်အဓိကမင်းပြောချင်တာပေါ့နော်ပူဇာတီတယောက်ဆိုတာကကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ကျန်းနေပေါ့နော်ဟိန္ဒူဘာသာဝင်ထဲမှာရှိနေတယ်ကျန်းနေအကုန်လုံးကိုလေးလာတာဘယ်ရာသည်ဘယ်ရာအတွက်ကဲဟုတ်ပြီဟိန္ဒူဘာသာဝင်တယောက်ကတချို့လူတွေကလေးမလာဘူးထားပါတော့လေးလာတဲ့လူတွေအတွက်ကဒီလိုမျိုးလောက်ရက်တွေကအယမ်းမားတယ်လို့ကျွန်တော်တော့ထင်မိတယ်။ဘာလောက်ရက်လဲဆိုတာကျွန်တော်ဗီဒီယိုလေးနဲ့ပြပေးမယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီဗီဒီယိုဒီ social media ပေါ်တက်လာတယ်။ social media ပေါ်တက်လာတဲ့အချိန်ကျတော့ဘယ်လိုပြောမလဲဘာသာရေးခေါင်းဆောင်အကြီးအကဲတွေပေါ့နော်အကြီးအကဲတွေပဲဖြစ်ဖြစ်ဟိန္ဒူပိုင်းဆိုင်ရာတာဝန်ယူရတဲ့လူတွေပေါ့နော်အကြီးအကဲပိုင်းဆိုင်ရာကိုတာဝန်ယူရတဲ့လူတွေပဲဖြစ်ဖြစ်ဒီဗီဒီယိုတွေ့မိမှာပဲဒီဗီဒီယိုတွေ့ပြီးဘာလို့ response မလုပ်တာလဲကျွန်တော်စဉ်းစားစရာအရင်ဖြစ်မိတယ်ပေါ့နော်ကျွန်တော်ဘာဗီဒီယိုလဲဆိုတာ comment ကိုဖွင့်ပြပေးမယ်ပေါ့နော်comment တော့ကြည့်ပြီးပြီလားတော့မသိဘူးပေါ့နော်ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်ဘာသာရေးအကြီးအကဲလို့လည်းပြောလို့ရတယ်နော်ပူဇာရီပေါ့နော်ဒီဗီဒီယိုမှာ comment တော့တွေ့ဘူးမယ်မွေးပုံစံမျိုးတွားပြီးသွားနေတယ်ပေါ့နော်တွားပြီးသွားနေပြီးတော့ဗဇက်ကလည်းမွေးပုံစံမျိုးရှာနဲ့ထုတ်လိုက်ထဲလိုက်ပုံစံမျိုးလုံးဘယ်လိုလဲနောက်ဝင်နေဆိုတာကတော့ထားလိုက်ပါဒါ scam တစ်ခုနောက်ဝင်နေဆိုတာ scam တစ်ခုဒီအကြောင်းနဲ့လည်းပတ်သက်ပြီးကျွန်တော်ဗီဒီယိုတွေထပ်လုပ်ပေးဦးမယ်ပေါ့နော်ကျွန်တော်ဗီဒီယိုတစ်ခုမှတော့ကျွန်တော်ပြောရသေးတယ်အခင်းပေါ့နော်ဒီဗီဒီယိုပေါ့နော်ဒီဗီဒီယိုဆို comment ကြည့်မိရင်သိမိမယ်ပေါ့နော်ဒီဗီဒီယိုထဲမှာဆိုကျွန်တော်မွေအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်အချင်းချောင်းလေးပြောရတယ်ပေါ့နော်အချင်းချောင်းပြောရရင်ဆိုရင်ဒီမွေထားတဲ့ရည်ရွယ်ချက်ဒီဘာအတွက်ထားရလဲဆိုတော့ကျွန်တော်အချင်းချောင်းပြောရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရှင်းပြောရမယ်ဆိုရင်ဟိန္ဒူပူဇာရီတွေလောက်တော့ကျွန်တော်ကျမ်းဂန်လေးလာလို့မေးလို့ရှိရင်တော့သူတို့တွေနဲ့ကျွန်တော်နဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်ရှင်းတာတော့မဟုတ်ဘူးเนาะ compare လုပ်တာတော့မဟုတ်ကျမ်းဂန်လေးလာတာဆိုတာအမှန်ဆိုလို့ရှိရင်ပေါ့เนาะအခုဥမာဖြင့်ဆိုရင်ဗုဒ္ဓဘာသာထဲမှာဆိုရင်ဘုန်းကြီးပေါ့เนาะဘုန်းကြီးတွေဆိုလို့ရှိရင်သူတို့ဗုဒ္ဓဘာသာဝင်တွေပတ်သက်တဲ့အရာတွေအကုန်လုံးကိုလေးလာလိုက်စားကြတယ်ပေါ့เนาะပြီးသွားလို့ရှိရင်တခြားဘာသာဝင်တွေမှာလည်းဆိုလို့ရှိရင်ပေါ့เนาะကျန်တဲ့တခြားနှစ်ဘာသာရှိပြီပေါ့เนาะနှစ်ဘာသာထဲမှာဆိုလို့ရှိရင်လည်းသူတို့ကျမ်းဂန်နဲ့ပတ်သက်ပြီးအကုန်လုံးလေးလာတာတယ်ပေါ့เนาะဒီထဲမှာဟိန္ဒူပူဇာရီတွေပေါ့เนาะဟိန္ဒူပူဇာရီတွေဘာကြောင့်ဒီလိုမျိုးကျန်းကန်မလေးလာတာလဲဆိုတာကအရန်အံ့ဩမိတယ်ရှင်းပြောရမယ်ဆိုလို့ရှိရင်ပညာမတတ်လို့လားပညာမတတ်လို့မလေးလာတာလားမဟုတ်ဘူးဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုပြောမလဲဘာသာရေးမှာနာမည်ရလို့ပေါ့နော်ဒီလိုမျိုးပူဇာတီဝင်လောက်တာလားမေးခွန်းတွေအများကြီးထွက်လာတယ်ပေါ့နော်ဘာသာရေးမှာနာမည်ရလို့ပူဇာတီဝင်လောက်တာလားမဟုတ်ဆိုဖျားပွဲတစ်ပွဲမှာကားလို့နာမည်ဝင်လောက်တာပူဇာတီဝင်လောက်တာလားမဟုတ်ဆိုရင်ဖျားပွဲတစ်ပွဲမှာအခုရှင်းပြောရမယ်ကျွန်တော်တို့ဖျားပွဲတစ်ပွဲတွေမှာဆိုလို့ရှိရင်ပူဇာတီတွေခေါ်တယ်ဆိုပတ်စံပြီးရတယ်ကဲဟုတ်ပြီသူတို့ရဲ့ခြေကြကွာဆိုတာကပြီးရတယ်ကျွန်တော်နားလည်ပြီးတယ်ကဲဟုတ်ပြီခြေကြကွာပြီးရတာနားလည်ပြီးလို့ရသေးတယ်ဘာကြောင့်လဲဒီလိုပတ်စံရလဲဆိုပြီးသူတို့လှုပ်ချင်တာလှုပ်တာလား influence လှုပ်တာလားမဟုတ်ဆိုဒီပူဇာတီဆိုဒီလိုပဲလှုပ်တာဒီလိုပဲမွေလာတယ်ဆိုပြီးလှုပ်တာလားကျန်းနေတဲ့မှာဒီလိုမျိုးပြောထားခြင်းလုံးဝကိုမရှိဘူးဒီလိုမျိုးပေါ့နော်မွေကဒီလိုလောက်သွားခြင်းဒီလိုသွားခြင်းလာခြင်းခန္ဓာကိုယ်ရဲ့နတ်ဝင်ပြီးတော့အဲ့လိုမျိုးလောက်ကြည့်နေမှာမရှိဘူးပေါ့နော်ဘာကြောင့်ဒီလိုမျိုးလောက်တာလဲဆိုတာစဉ်းစားလို့မရဘူးအဂိမ်းနဲ့အဂိမ်းပဲပေါ့နော်
အတွေးပေါက်မြောင်များတာရှင်းပြီးတော့တကယ်ရောပူကြရီတွေရောဟုတ်ရဲ့လားပေါ့နော်ဒါကတော့မြန်မာနိုင်ငံဖျားကြောင်ပေါ့နော်ဘယ်ဖျားကြောင်လဲတော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော် comment တယောက်ပို့ပေးတာပေါ့နော်သူကတော့သူ့ရဲ့ account ကိုမပြောပါနဲ့ဘလို့တဲ့ဟိုဘယ်လိုပြောမလဲဒီဗီဒီယိုလေးကိုသိစေချင်တယ်ဆိုပြီးကျွန်တော်ပို့ပေးတာပေါ့နော်တကယ်လဲဟုတ်တယ်ဘလို့ဟိုဘယ်လိုပြောမလဲတော်တော်လေးကိုရုပ်ပေါက်လွန်းတယ်ဒီလုံရက်တွေကအရန်မားလွန်းတယ်တကယ်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဟိုကိုယ့်ဘာသာဟိုပေါ့နော်မလေးစားတဲ့လူကတော့ထားပါတော့မလေးစားတဲ့လူဆိုလို့ရှိရင်ရီးစရာတောင်ဖြစ်နေတယ်ဟိုဘာတွေပဲ action ယူတာလည်းမသိဘူးစဉ်းစားလို့မရဘူးပေါ့နော်ကျွန်တော်တော့ပေါ့နော်တခြားဟိန္ဒူဘာသာဝင်တွေပေါ့နော်ဒီဗီဒီယိုတင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်လာပြီးပြောမယ်ကိုယ့်ဘာသာရေးနဲ့မလို့တင်နေကိုယ့်ဘာသာရေးကိုမတင်ပါနဲ့လားမင်းအကြောင်းတွေပါလေ attention ယူရလားပါလားဟိုကျွန်တော်တခုပြောပြမယ်သိတယ်ပေါ့နော်အဲ့လိုပြောမဲ့လူတွေကျွန်တော်တခါတည်းကြိုပြီးပြောတာပေါ့ကျွန်တော် attention ယူတယ်လို့ပဲထင်တယ်ကျွန်တော်ဘလို့ပဲထင်နေပေါ့နော်ဟိုကျွန်တော်တို့ဘာသာရေးအကြောင်းကိုပြောတယ်လို့ပဲထင်တယ်ကျွန်တော်တခုကိုမှ response မလုပ်ဘူးเนาะကျွန်တော်ဒါကိုအရင်ဆုံးအတိပေးခြင်းတယ်ကျွန်တော်ရဲ့ channel လေးက video တွေတစ်ချက် check လုပ်ကြည့်ပေါ့เนาะ check လုပ်ကြည့်ဆိုတာဘာကြောင့် check လုပ်ကြည့်လို့ပြောစီခြင်းလဲဆိုလို့ရှိရင် check လုပ်လို့တော့ဒီလိုမျိုး negative comment လာမဲ့လူတွေကိုကျွန်တော် reply ပေးတာပေါ့เนาะဘာကြောင့်လဲဆိုရင်ကျွန်တော်ရှိမှာ channel ထဲမှာကျွန်တော် channel ရဲ့ video တွေအကုန်လုံးကြည့်ကြည့်တယ်ပေါ့အမှန်တရားနဲ့ပတ်သက်တာတွေပဲကျွန်တော်တင်ဟာเนาะအမှန်တရားမဟုတ်ဘူးဆိုကျွန်တော်မတင်ဘူးဒါကကျွန်တော်တစ်ခါတည်းပြောလိုက်တာပေါ့เนาะအဲ့တော့ဘသူအမားလုပ်လို့ကျွန်တော်တို့ဗီဒီယိုတင်မှာဟုတ်တယ်နော်ဒီလောက်ရက်ဒီအရန်မားတယ်ဒီလောက်ရက်လောက်လိုက်ခြင်းအပြင်နောက်လာမဲ့လူတွေလူငယ်တွေပြီးသွားလို့ရှိရင်ဟိုဟိန္ဒူဘာသာဝင်ယုံကြည်နေတဲ့လူတွေပြီးသွားလို့ရှိရင်ဟိန္ဒူကျမ်းဂန်မလေးလာဘူးဒါပေမဲ့ဟိန္ဒူဘာသာဝင်ယုံကြည်တယ်အဲ့လိုလူတွေအတွက်ဒီအယူဝါဒအမားဖြစ်သွားလိုက်တယ်ကျွန်တော်ဒါကိုလုံးဝလက်ခံတယ်ဒါကိုကျွန်တော်မုန်းရင်လည်းကျွန်တော် response လုပ်စရာအကြောင်းမရှိဘူးလို့ထင်မိတယ်ဟိုကျွန်တော်အပြစ်ပြောရင်လည်း response လုပ်စရာအကြောင်းမရှိဘူးလို့ထင်မိတယ်ဘာလို့လဲဆိုတော့ဒီကပြောပြလိုက်တယ်ဆိုရင်ဒီဗီဒီယိုကြည့်လို့ဟိုနားလည်သွားတဲ့လူတွေအတွက်ကိုကျွန်တော်ဒီတာဝန်ယူမိတယ်လို့ကျွန်တော်ထင်မိတယ်ဟိန္ဒူဘာသာဝင်တယောက်အနေနဲ့ကျွန်တော်ဟို social knowledge ပြန်ဖြန့်ပေးတဲ့လူတယောက်အနေနဲ့ဟို social defender အနေနဲ့ပေါ့နော်ဒီဗီဒီယိုလုပ်တဲ့ဒီကျွန်တော်ဒီလုံးဝမှန်တယ်လို့ကျွန်တော် 100% ယုံကြည်တယ်ဒီဗီဒီယိုတင်ပေးတဲ့လူအတွက်လည်းကျွန်တော်ကျေးဇူးတင်မိတယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီလိုဗီဒီယိုတွေတက်လာတယ်ဘာသာရေးအယူဝါဒမှာဟိုဒီလိုမျိုးအမားတွေဒီထပ်ပြီးတော့ရှိနေတယ်ဆိုတာသိလာတဲ့အချိန်ကျတော့ဒီလိုမျိုးလုပ်ရက်တွေဒီအမားပါဆိုတဲ့အကြောင်းကိုကျွန်တော်ထပ်ပြီးတော့သိတဲ့လူတွေကျွန်တော် channel ကို follow လုပ်တဲ့လူတွေအကုန်လုံးကျွန်တော်မျှဝေခွင့်ရတယ်ပေါ့နော်အဲ့အတွက်လည်းကျွန်တော်ကျေးဇူးတင်မိတယ်ထပ်ပြီးတော့ပေါ့နော်ဟိုဗီဒီယိုတင်တဲ့လူပေါ့နော်ဒီဗီဒီယိုတင်တဲ့လူပါလေဘာသာရေးအကြောင်းကြီးပြောတဲ့လူပဲဘလို့တဲ့ဘာကြောင့်ဒီလိုမျိုးပေါ့နော်တင်လဲဆိုတော့ကျွန်တော်စဉ်းစားလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုမျိုးဘာသာရေးအကြောင်းကြီးပြောနေတဲ့လူတယောက်ကဒီဗီဒီယိုကအမှားဗီဒီယိုပါဆိုတဲ့အကြောင်းပေါ့လောက်ရအမှားဗီဒီယိုပါဆိုတဲ့အကြောင်းကိုသူဗီဒီယိုနဲ့ဘာကြောင့်ဟိုဗီဒီယိုမတင်တာလဲပေါ့နော်ဒါကလည်းစဉ်းစားကြည့်ရဖြစ်တယ်ပေါ့နော်တချို့လူတွေကကြတော့လေဟိုကိုယ်ဘာသာရေးကတချို့လောက်ရက်တွေကမှားနေတယ်ဆိုတာသိပြီးတော့ဗဇက်ဖွင့်ပြီးမပြောကြဘူးပေါ့နော်ဘာလို့လဲဆိုမုံမကြောက်လို့ဒါကတော့အဓိက main ပေါ့နော်မုံမကြောက်တယ်ဆိုလို့ရှိရင်တော့ဘာသာရေးအယူဝါဒတွေကတချို့ဟာတွေကအမှားဆိုတာကတော့ပြောမှရမှာလေမပြောလို့မှမရလားအဲ့တော့ပေါ့နော်ကျွန်တော်ပြောချင်တာတခုကဘာလဲဆိုလို့ရှိရင်ဟိန္ဒူဘာသာဝင်တွေမှာရှိနေတဲ့ပူဇာရီတွေပေါ့နော်ပူဇာရီခေါင်းဆောင်တွေဟိန္ဒူဘာသာရေးခေါင်းဆောင်တွေထပ်ပြီးတော့ကျွန်တော် again ပေါ့နော်ကျွန်တော်ထပ်ပြီးတောင်းဆိုချင်တာဘာလဲဆိုရင်ဒီလိုမျိုးပူဇာရီတွေကိုဟိုဘာသာရေးကိုတက်ကြွနားလည်မှာခန့်ပါကျွန်တော်ပြောချင်တာပေါ့နော်ဘာသာရေးကိုအကျန်းနွားလည်းမှာခံပါကျန်းစာဘာသာရေးကျန်းစာနဲ့ပတ်သက်တဲ့ဟာတွေကိုလုံးဝနည်းနည်းတီးနေမှာခံပါဟိုဘာမှမဟုတ်တဲ့ဟိုဘယ်လိုပြောမတက်တက်ခောက်တွေကိုမခံပါနဲ့အဓိက main ပြောချင်တာပေါ့နော်ဒီနေ့ခေတ်ကြီးက social media ခေတ်ဘယ်အရာမဆိုဗီဒီယိုပေါ့နော်တက်နေတဲ့ခေတ်ကြီးမှာဒီလိုမျိုးလုပ်ရအမားတွေကထပ်ပြီးတော့ဘာသာရေးအတွက်ရုပ်ဆိုးအကြီးတန်းလုံးနဲ့ဖြစ်ရည်ဖြစ်ပေါ်စေတယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာလည်းပြောထားခဲ့တယ်ပေါ့နော်ပူဇာရီတယောက်ဒီလိုမျိုးလုပ်ရအမားတွေအကြောင်းကိုပြောသွားတယ်ပေါ့နော်ဘာမှမဟုတ်တဲ့ဘာသာရေးယူဝါဒအမားတွေကိုပြောသွားတယ်အဲ့လိုပြောသွားတဲ့အချိန်ကျတော့ဘာဖြစ်လဲဆိုတော့ဟိုသူ့ကို follow လုပ်တဲ့လူတွေပေါ့နော်သူ့ကို follow လုပ်တဲ့လူတွေဒီအယူဝါဒတွေဒီအမှန်ပါဆိုပြီးတော့တွေးမိသွားတာပေါ့နော်တွေးမိသွားတဲ့အချိန်ကျတော့ဘာမှမဟုတ်ဘဲနဲ့ဘာသာရေးမှာအယူဝါဒအမားတွေဖြစ်ကုန်တာပေါ့နော်အခုလည်းထပ်ပြီးတော့ဒီလိုဗီဒီယိုပေါ့နော်အဲ့တော့ဘာသာရေးခေါင်းဆောင်တွေပေါ့နော် comment တို့ထပ်ပြီးတော့ဘာသာရေးခေါင်းဆောင်တွေနဲ့ယဉ်ကျေးမှုရှိတယ်မို့လို့ဟိန္ဒူဘာသာဝင်တွေနဲ့ယဉ်ကျေးမှုရှိတယ်တကယ်ရင်းနေရှိတယ်ဆိုဒီဗီဒီယိုကျေးဇူးပြုပြီး share ပေးပါနော် comment တို့ရေဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel မှာကြတော့ဟိုမြန်မာလူမျိုးကပို့ပြီးများတယ်ပေါ့နော်မြန်မာလူမျိုးတွေကပို့ပြီးများတယ်ဟိန္ဒူလူမျိုးကအရင်နေတယ်ပေါ့နော် YouTube channel ပေါ့အထူးသဖြင့် TikTok channel မှာကြတော့ဒီလိုဗီဒီယိုတွေပါရှင်းတော့တိတ်မကြည့်ကြဘူးပေါ့နော်အထူးသဖြင့်ဟိန္ဒူဘာသာဝင်တွေရှိရင် share ပေးပါကျေးဇူးပြုပြီးတော့ပေါ့နော်အတိတ်တငယ်ချင်းတွေရှိရင် comment တို့ချိန်လေးပါလေး share ပေးပါ
ကျေးဇူးပြုပြီး share ပေးပါဘောနော်သူတို့ရဲ့အနေနဲ့လည်း social knowledge တစ်ခုရသွားသလိုဘာသာရေး knowledge တစ်ခုလည်းရသွားမယ်ဒီနေ့ခေတ်ကြီးမှာဘာသာရေး knowledge ကလည်းအရင်အရေးကြီးမိတယ်လို့ကျွန်တော်ကတော့ထင်မိတယ်ထပ်ပြီးတော့ဗောနော်ပြောချင်တာတစ်ခုကအဲ့ဘာသာရေးခေါင်းဆောင်တွေဗောနော်ဘာသာရေးကိုအဓိကတာဝန်ယူတဲ့ခေါင်းဆောင်တွေအရေးချင်းရှိတဲ့လူဦးစားတိခန့်ပါအရေးချင်းမရှိရင်မခန့်ပါနဲ့ထပ်ပြီးတော့ဘာသာရေးမှာပူဇာရီဆိုပြီးတော့ဗောနော်ခေါင်းဆောင်အနေနဲ့မှာဗောနော်ခေါင်းဆောင်အနေနဲ့မှာ quality ဘယ်လောက်ရှိလဲမရှိလဲဆိုတာကတော့ဒီဗီဒီယိုတွေကတက်တည်တွေပဲဗောနော်ကျွန်တော်ကတော့ထပ်ပြီးမပြောချင်တော့ဘူးဗောဒီခေါင်းဆောင်ပိုင်းမှာရှိနေတဲ့လူတွေကအရေးချင်းရှိမှအောက်လက်ငယ်သားတွေကလည်းအရေးချင်းရှိမှလေအဲ့တော့အခုဗောနော်ကြိုက်တဲ့လူကတော့ခေါင်းဆောင်ဗောကျွန်တော်ခေါင်းဆောင်နေနာမည်တော့မသိဘူးခေါင်းဆောင်နေဘယ်သူတွေဆိုတာလည်းကျွန်တော်မသိဘူးဘာလို့လဲဆိုတော့ကျွန်တော်လည်းလို့ရမှာခေါင်းဆောင်တွေက quality ရှိလားမရှိလားဆိုတာကတော့ဒီဗီဒီယိုတွေကတက်တည်ပဲလို့ရမယ်ဒီဘာသာရေးဟိန္ဒူဘာသာရေးတွေမှာခေါင်းဆောင်တွေကအရေးအသွေးအရေးအချင်းပြည့်မီပြည့်ဝနေတယ်ဆိုလို့ရှိရင်ဒီလိုမျိုးအကြောင်းအရာတွေဒီလိုမျိုးဗီဒီယိုတွေထွက်လာနေကြမလို့ကျွန်တော်တို့အနေနဲ့လည်းဒီလိုမျိုးဗီဒီယိုတွေတင်ပေးနေကြမလို့လို့ကျွန်တော်ထင်မိတယ်အဲ့တော့ဘာသာရေးခေါင်းဆောင်တွေထဲမှာပြီးတော့ဟိန္ဒူဘာသာဝင်ခေါင်းဆောင်တွေထဲမှာပေါ့နော်အရေးချင်းမရှိသေးရင်အရေးချင်းလေးကိုပို့ပြီးတော့ထပ်ပြီးတော့တွေးကြပါဒါတွေးတယ်လို့ပေါ့နော်ကျန်းကန်နေမလေးလာသေးရင်ကျန်းကန်နေလေးလာကြပါကျွန်တော်ကတော့အကြံပြုပေးတာပေါ့နော်ဘယ်လိုပြောမလဲကျွန်တော်ကလည်းဟိန္ဒူဘာသာဝင်တယောက်တမန်လူမျိုးတယောက်ဖြစ်တဲ့အတွက်ကိုအကြံပြုပေးတာဘယ်လိုပြောမလဲလိုအပ်ချက်လေးတွေရှိနေသေးတယ်ပေါ့နော်ထပ်ပြီးတော့ပြင်ပေါ့နော်ထပ်ပြီးပြင်ပေါ့ကျွန်တော်ပြောပြကြည့်တာပေါ့နော်အကြံပေးတာပေါ့ထပ်ပြီးတော့လောက်ကြပေါ့နော်ထပ်ပြီးတော့ upgrade လုပ်ကြပေါ့နော်ဘာသာရေးနဲ့ပတ်သက်တာတွေလေ့လာပြီးသွားလို့ရှိရင်ကျန်းကန်တွေကိုလေ့လာပါဘယ်လိုပဲမဆိုကျန်းကန်ဘယ်နေရာဘယ်အပိုင်းကဘလို့ရှိတယ်ဘယ်အပိုင်းကဘလို့ဖော်ပြတာလဲဆိုတာကိုတိတိကျကျထောက်ပြပေးကြပါအဲ့လိုထောက်ပြတဲ့အချိန်ကြာလို့ရှိရင်ဒီလိုမျိုးအယူဝါဒအမှားတွေမဖြစ်တော့ဘူးလောက်ရအမှားတွေမဖြစ်တော့ဘူးလို့ကျွန်တော်တို့ထင်မိတယ်ထပ်ပြီးပြောချင်တာကဘာလဲဆိုလို့ရှိရင်ပေါ့နော်လူငယ်တွေကိုအဓိကလုပ်ပေးပါပြီးတော့ကျွန်တော်ဗီဒီယိုတစ်ခုတွေ့သေးတယ်ဒီဗီဒီယိုကကျွန်တော်မလုပ်တော့ဘူးပေါ့နော်ဘာကြောင့်မလုပ်တော့ဘူးလဲဆိုလို့ရှိရင်ဗာလဲပူဇာရီတယောက်ပေါ့နော်သူ့လည်းဘာသာရေးကောင်းဆောင်အကြီးလို့ပြောတယ်ပူဇေတစ်ခုမှလာမသိဘူးပေါ့နော်ဝါတလားတွေပါတွေညာတွေဆိုပြီးပြောနေတယ်ပေါ့နော် this is uncontrollable word လို့တော့ပြောလို့ရတယ်ပေါ့နော်ဒါတွေမလုပ်ပါနဲ့ကျွန်တော်ကျေးဇူးပြုပြီးတောင်းဆိုပေးရစီပေါ့နော်အဓိကမင်းပြောချင်တာပေါ့နော်အဲ့တော့ upgrade ပို့ပြီးလုပ်ကြပါဘာသာရေးနဲ့ပတ်သက်တဲ့အသိပညာတွေဘာသာရေးရဲ့တဘာဝတရားနဲ့ဆက်နွယ်ပုံတွေ scientific ဆက်နွယ်ပုံတွေကိုထပ်ပြီးလေ့လာပေးကြပါလေ့လာပေးပြီးလူငယ်တွေကို share ပေးကြပါပေါ့နော်အဲ့လိုမျိုးဒီလိုမျိုးမဟုတ်တဲ့လုပ်ရက်တွေဗီဒီယိုတွေမတက်အောင်ဘာသာရေးကောင်းဆောင်တွေရှိမှတာဝန်အပြည့်အဝရှိမိတယ်လို့ကျွန်တော်ကတော့ထင်မိတယ်အဲ့တော့ဗဇက်ပိတ်ပြီးတော့မတိကျအောင်ဆောင်ပြီးတော့မနေကြပါနဲ့အားလုံးမှာတာဝန်ရှိပါတယ်ဟိန္ဒူဘာသာဝင်တိုင်းမှာတာဝန်ရှိပါတယ်မဟုတ်တဲ့ဗီဒီယိုတွေတက်လာတဲ့အယူဝါဒအလွဲမှားဗီဒီယိုတွေတက်လာတယ်ဆိုလို့ရှိရင် comment တို့ကိုယ်တိုင်ပြောကြပါဘာကြောင့်ဒီလိုမျိုးလုပ်ရတာလဲဘာကြောင့်ဒီလိုမျိုးလောက်ရက်တွေဖြစ်နေရတာလဲဆိုတာဟိန္ဒူတငယ်ချင်းကောမရီတို့ညီကိုမောင်နှမတို့ရှိရင်မေးကြပါကျွန်တော်ကတော့အဓိကမင်းပြောချင်တယ်ဘာကြောင့်မေးခိုင်းနေရလဲဆိုလို့ရှိရင်မသိလို့ရှိရင်မေးပါမေးတဲ့အချိန်မှာဒီလောက်ရက်ဒီအလွဲလားအယူအမှန်လားအယူဝါဒအမှားလားဆိုတာသိခွင့်ရလိမ့်မယ်အဲ့တော့မေးပါမေးကိုမင်းတင်တာမေးပါမမေးနိုင်ဘူးမမေးချင်ဘူးဆိုလို့ရှိရင်ကျွန်တော်အဲ့ဗီဒီယို share ပေးပါကျွန်တော်မေးပေးပါမယ် comment တို့အတွက်ပေါ့နော်အဓိကဟိန္ဒူ comment တို့ဟိန္ဒူညီကိုမောင်နှမတို့ပေါ့နော်ဟိန္ဒူညီငယ်ညီမငယ်တို့အကိုအမတို့ပေါ့နော်အကုန်လုံးပေါ့နော်မေးကြပါပေါ့နော်ကျွန်တော်ဟုတ်ပြီကျွန်တော်ဒီလောက်အကုန်လုံးနဲ့ပေါ့နော်ညားသွားပြီကျွန်တော်ပြောတာပေါ့နော်အဲ့တော့ကျွန်တော်ဒီလိုမျိုးဗီဒီယိုတစ်ခုမှာအဲ့လောက်ကြီးစကားပြောတာတော့မရှိဘူးအဓိကအချက်လက်တွေပဲအဓိကပြောရတာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမွေနဲ့ပတ်သက်တဲ့အချက်လက်ကိုကျွန်တော်ဒီနေ့ comment တို့သိအောင်ပေါ့နော်အပြည့်အစုံပြောရလိုက်မယ်ပေါ့နော်ဒီຢာတွေကဘယ်ကျမ်းနေမှာပေါ့ဘယ်ကျမ်းနေမှာဘယ်လိုတွေရေးခဲ့တယ်ဘာအတွက်ရေးခဲ့တယ်တဘာဝတရားနဲ့ဘယ်လိုဆက်တယ်ပြီးသွားလို့ရှိရင်ဒီ scientific reason နဲ့ဘယ်လိုဆက်လဲဆိုတာကျွန်တော်အပြည့်အစုံပြောရလိုက်မယ်အဲ့ချိန်ကြလို့ရှိရင်ဖះเจ้าပေါ့နော်ဟိန္ဒူဖះเจ้าတွေမှာထားတဲ့မွေ symbol တွေမွေရုပ်ထုတွေဒီဘယ်နေရာမှာပို့ပြီးတော့အသုံးဝင်တယ်ဘယ်အတွက်ထားခဲ့တယ်ဘယ်လိုမျိုးယူရချက်ကြောင့်ထားခဲ့တယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်သွားလိုက်မယ်ရှင်းရှင်းလင်းလင်းမြင်သွားတဲ့အချိန်ကျရင်ဟိန္ဒူဘုရားကျောင်းတွေမှာထားတဲ့မွေ symbol တွေမွေရုပ်ထုတွေဒီနတ်ဘုရားတွေမဟုတ်ဘဲနဲ့တဘာဝတရားနဲ့ scientific reason အတွက်ဒါထားတယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်သွားမယ်လို့မြင်မိတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီလိုမျိုးဒီအကြောင်းကြီးဟာလွန်ခဲ့တဲ့
BC ခေတ်ထဲရပေါ့နော် BC ခေတ်ဆိုရင်အခုဆိုရင်2025ပေါ့နော်2025 BC ခေတ်ဆိုရင်တော့ပြောမနေနဲ့နှစ်3000နီးပါးတွေနှစ်4000နီးပါးတွေဖြစ်သွားပြီနှစ်9000နီးပါးနှစ်6000နီးပါးတွေဝေးသွားပြီအဲ့ချိန်ဒီမှာဒီယူဝါဒတွေဒီအကြောင်းတွေကိုစတန်စာတွေထဲမှာပြောခဲ့လိုက်ပြီပြီးသွားလို့ရှိရင်နီးကတ်တဲ့ BC တွေ AD ပေါ့နော် AD ရင်းနီးဟိုဘယ်လိုပြောမလဲ100မရောက်သေးခင်ဟို1 century 2 century ဟိုပြောမယ်80 century အဲ့နီးပါးတွေလောက်မှာတော့မှဒီအကြောင်းတွေပြောခဲ့လိုက်ပြီဒါဒီ scientific reason ရတော့လည်းကောင်းကိုယ့်ရဲ့တဘာဝကာကွယ်ရေး reason ရတော့လည်းကောင်းပြီးသွားလို့ရှိရင်တဘာဝနဲ့ဆက်ဆက်ပုံရှိတဲ့ဆိုတဲ့အကြောင်းကိုတော့လည်းကောင်းအကိုလုံးကိုရေးခဲ့ပြီးပြီကျန်းငယ်နေတဲ့အကိုလုံးထွက်ခဲ့ပြီးပြီဒါဒီအကိုလုံးကိုမြန်မာနိုင်ငံကဟိုပူကြတွေဘာကြောင့်မရတာလဲကဲဟုတ်ပြီမတက်တစ်ခေါက်ပူကြတွေမရဘူးပဲထားလိုက်ပေါ့နော်ပူကြတွေအကြီးပိုင်းတွေဘာကြောင့်မသိတာလဲဘာကြောင့်မထုတ်ပြောကြတာလဲကျွန်တော်အဲ့ဒါပို့ပြီးစဉ်းစားမိစီတယ်ပေါ့နော်အဲ့တော့သူတို့ထုတ်မပြောဘူးဆိုတော့သူတို့ကမတက်လို့လားမိကိုမေးမိကျင်တယ်ပေါ့နော်သူတို့ကမတက်လို့လားမဟုတ်ဆိုလို့ရှိရင်ဒီကျန်းနေနဲ့ပတ်သက်ပြီးသူတို့ဒီအကြောင်းတွေမသိလို့လားအဲ့တော့မသိဘူးဆိုလို့ရှိရင်ဘာကြောင့်ပူကြတွေလောက်တာလဲဘာကြောင့်ဘာသာရေးဆရာလောက်တာလဲမဟုတ်ဆိုဘာသာရေးဆရာဘာကြောင့်အကြီးအကဲလောက်တာလဲအများကြီးမိကိုနေထွက်လာမိတယ်ပေါ့နော်ထပ်ပြီးမေးလိုက်တယ်ဆိုလို့ရှိရင်ဘာမှတော့ဖြေနိုင်ရမယ်လို့ကျွန်တော်ကတော့မထင်မိဘူးအဲ့တော့ကျွန်တော် community တို့ပေါ့နော်ကျွန်တော် follow လုပ်တဲ့ community တို့အကုန်လုံးနားလည်သွားအောင်ကျွန်တော်အချက်လက်တွေပေါ့နော်ကျန်းစာဘယ်အပိုက်မှာဘယ်အကြောင်းနေနဲ့ပြောခဲ့လေဆိုတာကိုကျွန်တော်ပြပြပေးသွားမှာဖြစ်တယ်ပြီးတော့ထပ်ပြီးတော့ပေါ့နော်ဒီကျန်းစာကိုကျွန်တော်ကဒီတိုင်းနည်းနည်းတဲ့အဓိပ္ပာယ်ကိုပဲပြောသွားမယ်ပေါ့နော်ဟိုကျွန်တော်ရဲ့ဗီဒီယိုမှာပေါ့နော်ဗီဒီယိုမှာကျွန်တော်ဟိုဘယ်လိုပြောမလဲတမန်ကျန်းစာဘယ်အပိုက်အဓိက main ပေါ့နော်တမန်လိုလည်းပြသွားပေးမယ်ပြီးသွားလို့ရှိရင် English လိုလည်းပြသွားပြီပထမအဆုံးပေါ့နော်ဟိုဟိန္ဒူဘုရားကျောင်းနေမှာပေါ့နော်မွေကိုဝိုင်းပုံစံမျိုးတွေလောက်ပြလာတာရှိမယ်ပေါ့နော်အဝိုင်းပုံစံမျိုးတွေလောက်ပြလာတာရှိတယ်မွေကသူ့အမိကိုသူပြန်ကိုက်နေတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ဒါကြတော့ဟိုဘယ်ကနေဆက်ဆက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ universe ပေါ့နော် universe နဲ့ဆက်ဆက်တယ်ပေါ့နော်ဒီဟာဟို hint ပေးခဲ့တာပေါ့နော် hint ပေးခဲ့တဲ့ပုံစံမျိုးလေးပေါ့ဒါကိုဘယ်မှာပြောရလဲဆိုလို့ရှိရင် Vishnu Purana ပေါ့နော် Vishnu Purana အပိုင်းပေါ့နော်အပိုင်းအထူးသဖြင့်အခန်း2နဲ့3မှာပြောထားတယ်ပေါ့နော်စัจ java ရဲ့ဖန်ဆင်းမှုကအမြဲဟိုဘယ်လိုရမလဲ cycle ပုံစံမျိုးလဲပတ်နေတယ်ပေါ့နော် cycle ပုံစံမျိုးလဲပတ်နေတယ်သူ့ရဲ့ cycle ပုံစံမျိုးလဲပတ်နေတာကအဆုံးစုံမရှိဘူးပေါ့နော်ဘယ်ချိန်မှဒီစัจ java ဒီ galaxy week တွေကစัจ java ရဲ့ဘယ်ချိန်မှပြီးမလဲဘယ်ချိန်မှဆုံးမလဲဆိုတာကကျွန်တော်တို့အသက်တာနဲ့ပြန်တိုင်းတာကြည့်မယ်ဆိုလို့ရှိရင်မမီတဲ့အတွက်အဆုံးမရှိဘူးလို့သူကရေးသွားတယ်အဲဒီအဓိပ္ပာယ်ကိုရည်ညွှန်းပြီးထားရတာဖြစ်တယ်ပေါ့နော်အဲ့ဒါကိုသူကကျမ်းစာပေါ့နော် Vishnu Purana အခန်း2နဲ့3မှာတခါလေးရေးပြီးပြောပြသွားတယ်ပေါ့နော်အင်္ဂလိပ်လိုတယောက်ကဘယ်သူရေးရလဲဆိုလို့ရှိရင် H.H. Wilson ဆိုပြီးတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဘာသာပြန်ရေးရတယ်ပေါ့နော် H.H. Wilson ကဒီအကြောင်းနဲ့ပတ်သက်ပြီးဘာသာပြန်ရေးရတဲ့အချိန်မှာလည်းဖတ်လို့ရတယ်ပေါ့နော်အတူသဖြင့်ပေါ့နော်အင်္ဂလိပ်လိုဖတ်မဲ့ဆိုတဲ့တငယ်ချင်းတွေပေါ့နော် community တွေ H.H. Wilson ရေးထားတာကြည့်လို့ရတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ Purana ပိုင်းတွေပေါ့နော် Vishnu Purana ပေါ့နော် Vishnu Purana ကျမ်းစာပေါ့နော်အဲ့ Purana ကျမ်းစာထဲမှာဆိုလို့ရှိရင်အဓိကပြောသွားတယ်ပေါ့နော်သူကဘာနဲ့နိုင်ပြီးပြောသွားလဲဆိုလို့ရှိရင်အာနန္ဒရှိရှာကိုနိုင်ပြီးပြောသွားတယ်အာနန္ဒရှိရှာဆိုတာက Vishnu ပေါ့နော် Vishnu ရဲ့အောက်မှာအဲ့ဒီရဲ့မွေရဲ့အကြောင်းကိုသူကအဓိကဥတည်ပြီးပြောသွားတယ်ပေါ့နော်ဘုရားကျောင်းဒီမှာဒီမွေ symbol ကိုထားခြင်းဖြစ်တယ်ပေါ့နော်ဒီမွေ symbol ကိုထားခြင်းဒီuniverse ကိုဟိုရည်ရွယ်ပြီးထားရတာပေါ့နော် universe ရဲ့ဟာ galaxy way ပေါ့နော်အဓိက main galaxy way ပေါ့နော် galaxy way ဒီအဝိုင်းပုံစံမျိုးလဲပတ်နေတယ်ပေါ့နော်ဒါကိုမွေနဲ့ symbol လောက်ပြီးပြသွားတာပေါ့လောက်ပဲပြီးတော့ပေါ့နော်ဒီ Vishnu Purana ကဘယ်ချိန်လောက်ကထွက်ခဲ့လဲဆိုလို့ရှိရင် BC ပေါ့နော် BC 100ဝန်းကျင်လောက်မှာရေးခဲ့ကြတယ်ပေါ့နော် BC 100ဝန်းကျင်လောက်မှာရေးခဲ့တယ်နောက်တစ်ခုကကျတော့ Bhagavad Gita ပေါ့နော် Bhagavad Gita မှာကျတော့မွေအကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောတာလဲဆိုလို့ရှိရင်ဖျားတွေရဲ့အနောက်မှာပေါ့နော်ဖျားတွေရဲ့အနောက်မှာဆိုတော့မွေအုပ်နေတဲ့ပုံစံမျိုးလေးထားရတယ်ပေါ့နော်ကျွန်တော်ပုံနေနဲ့လည်း attachment လုပ်ပြီးပေါ့နော်မွေတွေကိုအုပ်နေတဲ့ပုံစံမျိုးနဲ့ attachment လုပ်ထားဟိုပြအုပ်နေတဲ့ပုံစံမျိုးထားတယ်ဆိုတာကဖျားပေါ့နော်ဖျားဆိုတာထဲပေါ့နော်ဟိန္ဒူဘုရားကျောင်းတွေမှာထားနေတဲ့ ritual ပေါ့နော် ritual မှာဒီလိုမျိုးမွေတွေအုပ်တယ်ဆိုတာအုပ်ချင်လို့အုပ်တာမဟုတ်ဘူးပေါ့နော်ဒီဟာကို sample ကဘာနဲ့ပြလဲဆိုလို့ရှိရင်ပေါ့နော်အဓိက main အားဖြင့်ဒီမွေကသူ့စောက်ရှောက်တာမဟုတ်ကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ပြီးဒီဗီဒီယိုမှာပြောရတယ်ပေါ့နော်ကျွန်တော်အစပိုင်းနဲ့ intro မှာလည်းပြောခဲ့တယ်ပေါ့နော်ဒီလိုမျိုးမွေရဆောင်းလျှောက်တာမွေတွေပြီးတော့လည်းကောင်းနဂါးတွေတော့လည်းကောင်းသွားပြီးဆောင်းလျှောက်တာမဟုတ်ဘူးနော်ကျွန်တော်တို့ဒီဟာကျတော့ Bhagavad Gita ပေါ့နော်ဒီဟာဘယ်ချိန်ထွက်လဲဆိုလို့ရှိရင် BC 200ဝန်းကျင်မှာရေးထားတာပေါ့နော်ဒီဟာကျတော့အထူးသဖြင့်ဟိုအခန်းပေါ့နော် Bhagavad Gita ကျမ်းထဲမှာဆိုလို့ရှိရင်အခန်း6တရားနဲ့ယောဂဆိုတဲ့အခန်းမှာပေါ့နော်ပြီးသွားလို့ရှိရင်အပိုက်7မှာအပိုက်7ပေါ့နော်အပိုက်7မှာသူကဘာပြောတာလဲဆိုလို့ရှိရင်ဒီလိုမျိုးလူတွေကတရားထိုင်တယ်ကျွန်တော်တို့ပေါ့နော်အဓိကအားဖြင့်တရားထိုင်ကြတယ်ပေါ့နော်တရားထိုင်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ရှိမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ chakra ဆိုတဲ့အပိုင်းလေးရှိတယ်ကျွန်တော်ပုံနဲ့ attachment လုပ်ပြီးမှာပေါ့နော်အဲ့လို chakra ပုံစံမျိုး attachment ကျွန်တော်တို့တရားထိုင်တဲ့အချိန်ကြာလို့ရှိရင်အဲ့ chakra လေးတွေကဖွင့်တယ်ပေါ့နော်အဲ့ဒါကြတော့ကျွန်တော်မြန်မာလိုကြတော့ဟ
ဟိုရှင်းပြတယ်နဲ့နှစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်အင်္ဂလိပ်လိုပဲတစ်ခါတည်းထည့်ပြီးပြောသွားလိုက်တာပေါ့နော် chakra ဆိုတဲ့အပိုင်းလေးတွေရှိတယ်ဒီကောင်ကအဲ့ဒါလေးတွေပွင့်တယ်ပေါ့နော်ညံလေးတွေပုံစံမျိုးပွင့်တယ်အပူဖွင့်တယ်လို့လည်းပြောလို့ရတယ်ပေါ့နော်ဒီကကျတော့ scientific reason ရဆိုလို့ရှိရင်တကယ်လေဟို proof လုပ်ထားတဲ့ဟာတွေအများကြီးပဲပေါ့နော် internet မှာ search လုပ်ကြည့်ပေါ့နော်အဲ့လိုမျိုး chakra ပုံစံမျိုးပွင့်တဲ့အချိန်ကြာလို့ရှိရင်သူက aura ပေါ့နော်လူရဲ့ aura ပေါ့နော် aura ကဒီအနောက်မှာဘယ်လိုပြောမလဲcover လောက်ထားတဲ့ပုံစံမျိုးလေးဖြစ်နေတယ်ပေါ့နော်ဒီ aura cover လောက်ထားတဲ့ပုံစံမျိုးကဟိုရှင်းကြည့်မယ်ဆိုလို့ရှိရင် king cobra ပေါ့နော် king cobra ဆိုတာကရှင်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မွေဟောက်ပုံစံမျိုးတောကြီးမွေဟောက်တွေလို့လည်းပြောတယ်ပေါ့နော်ဒီကောင်ကအုပ်ထားတဲ့ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်အဲ့လိုအုပ်ထားတဲ့ပုံစံမျိုးပေါ့ဒီ aura ပေါ့နော်ဒီ aura ကလူရဲ့ aura ကဒီလိုမျိုးအုပ်ထားတဲ့ပုံစံမျိုးဖြစ်နေတယ်ဒါကိုရည်ရွယ်ပြီးတော့ထားသွားတာဖြစ်တယ်ပေါ့နော်အနည်းက main ပေါ့နော်ပြီးတော့ဒီဟာဒီထပ်ပြီးပြောချင်တာဗာလဲဆိုရင်ဟိုပြပြမယ်အဓိက main meditation ပေါ့နော် meditation ကိုလုပ်ရမယ်ဆိုတဲ့အကြောင်းပေါ့နော်အဓိကဟိုကျွန်တော်တို့ခန္ဓာကိုယ်အတွက်ဆိုလို့ရှိရင် physical exercise ကျွန်တော်တို့လုပ်ကြတယ်ပေါ့နော် mental health အတွက်ဆိုလို့ရှိရင်ဘာလုပ်လဲဆိုလို့ရှိရင် meditation mental health အတွက်အဓိကလိုအပ်တာ meditation ပေါ့နော် meditation ကိုလုပ်ကြတယ်ရည်ရွယ်ချက်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုသူကဘဂဝဂီတအခန်း6ပြားနဲ့ယောဂပေါ့နော်အပိုက်ကြည့်လို့ရှိရင်7မှာပေါ့သူပြောရတယ်ပြီးသွားလို့ရှိရင်အပိုက်30မှာလည်းပြောသွားတယ်ပေါ့နော်ဒီလိုမျိုးပေါ့နော်လုံးတဲ့အချိန်ကျရင်ကိုယ့်ရဲ့ order ကဒီလိုမျိုးဖြစ်တယ်ဆိုတဲ့အကြောင်းကိုအဓိက main ထားပြီးပြောသွားတာပေါ့နော်နောက်တစ်ခုကကြတော့ပေါ့နော်တန်တရက် null ပေါ့နော်တန်တရက် null ကကြတော့ဘယ်အချိန်မှာပေါ်လဲဆိုလို့ရှိရင် AD 900ပေါ့နော် AD 900မှာပေါ်တာပေါ့နော်ဒီတန်တရက် null မှာဗာပြောတာလဲဆိုလို့ရှိရင်ဒီပေါ့နော် Kundalini ဆိုတဲ့အကြောင်းပေါ့နော်အခုနကကျွန်တော်ပြောခဲ့သလိုပေါ့တရားထိုင်တဲ့အချိန်ကျရင်ဘယ်လောက်ဟိုကိုယ့်ရဲ့ order ကိုဘယ်လိုတန်းရှင်းအောင်လုပ်ရမယ်ဆိုတဲ့အကြောင်းပဲအဓိက main ပြောရတယ်ပေါ့နော်ဒါကလည်းဘဂဝဂီတဆိုတဲ့ပုံစံမျိုးအကြောင်းပဲပြီးသွားလို့ရှိရင်သူက additional အနေဖြင့်ပေါ့နော်အပိုက်8မှာတော့ဒီခုနကကျွန်တော်ပြောသလိုဘဂဝဂီတမှာပြောခဲ့တဲ့ဆိုတဲ့အကြောင်းပဲပေါ့နော်သူကဒါကိုသူကကိုကားပြီးပြောသွားတယ်ဘာလို့လဲဆိုတော့တန်တရက်နုက Dravidian အပိုင်းအချမ်းဘက်ကပေါ့နော်အပိုင်းအချမ်းကဖြစ်တဲ့အတွက်ကိုသူကဒီဟာကိုဟိုပြောရမယ်တိတိကျကျပြောသွားတယ်ပြီးသွားလို့ရှိရင်အပိုက်7မှာပေါ့နော်တန်တရက်နုအပိုက်7မှာပေါ့နော်အပိုက်7မှာဘာပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့ဖះเจ้าနေမှာထားတယ်မွေပေါ့နော်ကျွန်တော်တို့အခုဥမာဖြစ်တချို့လူတွေကပြောတယ်ပေါ့နော်မွေကဟို chromo ဟိုပြောရမယ် sex လောက်တဲ့ပုံစံမျိုးလို့ပေါ့ဒီလိုအကွေးအကောက်ပုံစံမျိုးသွားတယ်ပေါ့နော်အကွေးအကောက်ပုံစံမျိုးသွားတဲ့ဟာကိုကျတော့သူကဘယ်လိုပြောလဲဆိုလို့ရှိရင်သူကလူတွေရဲ့ chromosome ပေါ့နော်လူတွေရဲ့ chromosome ဒီပုံစံပဲဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်လူတွေရဲ့ chromosome နဲ့chromosome ကိုရည်ရွယ်တဲ့ပုံစံမျိုးနဲ့ဒါကိုထားခဲ့တယ်ဆိုတဲ့အကြောင်းကိုဒီကျမ်းမှာပြောသွားတယ်ပေါ့နော်တန်တရက်နိုးမှာတခါတည်းပြောသွားတယ်မွေတွေရဲ့ chromosome အဓိကဒီလိုမျိုးထားရတယ်ပေါ့နော်မွေတွေကဒီလိုမျိုး sex လုပ်တဲ့ပုံစံဒီလူတွေရဲ့ chromosome ဒီပုံစံပဲဖြစ်တယ်ပေါ့နော်တရားကိုပြောချင်းရည်ရွယ်ချက်ပဲဖြစ်တယ်ပြီးတော့ chromosome နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့သူကဘာပြောတာသိလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေတချို့လူတွေပြောကြတယ်တိုက်ကလာတယ်ဘာညာဆိုပြီးတော့ပြောကြတယ်ပေါ့နော်ဟိုတချို့လူတွေဟိုဗာလေအုံနောက်ဆိုင်မမီရဲ့ကလေးတွေပုံစံမျိုးရှိတယ်ပေါ့နော် special child လို့လည်းပြောလို့ရပါတော့အဲ့ကလေးတွေကိုတော့တပုံစံလေးတွေပေါ့နော်အဲ့ကလေးတွေပုံစံမျိုးကိုကြည့်လိုက်ပေါ့နော် comment တို့ပေါ့နော်ဒါကိုသူတို့ကဟို low chromosome ပုံစံမျိုးလေးပြောတယ် high chromosome ပုံစံမျိုးလေးပြောတယ်ပေါ့နော်အဲ့တော့အဲ့ chromosome ပုံစံမျိုးလေးရည်ရွယ်တယ်ဆိုပြီးတော့ဒီမှာအပိုက်စနစ်မှာပြောသွားသေးတယ်ပေါ့နော်နောက်တစ်ခုကကျတော့ Shiva Purana ကျမ်းပေါ့နော် Shiva Purana ကျမ်းကကျတော့ဘယ်ချိန်ကပေါ်ခဲ့လဲဆိုလို့ရှိရင် BC ပေါ့နော် BC 800ဝန်းကျင်လောက်ကပေါ်ခဲ့တယ်ပေါ့နော် BC 800ဝန်းကျင်လောက်ကပေါ်ခဲ့တယ်သူကဒီငွေကြောင်းနဲ့ပတ်သက်ပြီးနှစ်ပိုင်းပိုင်းတာတယ်ပေါ့နော်နှစ်ပိုင်းမှာပြောပြတာတယ်ပေါ့နော်အဓိကအဖြစ်ဆိုလို့ရှိရင်ဘယ်အပိုင်းလဲဆိုလို့ရှိရင်အပိုင်း9ပေါ့နော်အပိုင်း9ထဲမှာဆိုလို့ရှိရင် Samhitas ပေါ့နော် Samhitas ဆိုတာကဒီအပိုင်းဝင်နေရအပိုင်းပေါ့နော်အဲ့အပိုင်းထဲမှာဆိုလို့ရှိရင်အခန်းကအဲ့နော်ဟိုနံပါတ်9အပိုင်းရဲ့အခန်း9မှာဆိုလို့ရှိရင်ပထမဆုံးသူကပြောတာလေဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဟိန္ဒူတွေမှာပေါ့နော် next life နောက်ဘဝရှိတယ်ဆိုပြီးယုံကြည်ကြတယ်ပေါ့နော်ယုံကြည်ကြတဲ့အချိန်ကျတော့သူကတန်တရားလဲပတ်ခြင်းပေါ့လူတွေကကိုယ့်ရဲ့ဟိုပြောရမလဲနိဗ္ဗာန်မရောက်မချင်းပေါ့နိဗ္ဗာန်မရောက်မချင်းကိုနောက်ဘဝကိုလဲပတ်နေရတယ်ပေါ့နော်ဒီဘဝတည်ပြီးနောက်ဘဝသွားမယ်ဒီဘဝတည်ပြီးနောက်ဘဝသွားမယ်အဲ့လိုမျိုးလဲပတ်နေတယ်ပေါ့နော်တန်တရားမှာလဲပတ်နေမယ်နိဗ္ဗာန်မရောက်မချင်းပေါ့နော်နိဗ္ဗာန်မရောက်မချင်းဒီလိုမျိုးတန်တရားမှာလဲပတ်နေတယ်ဆိုတဲ့အကြောင်းကိုသူကဘာနဲ့ရည်ညွှန်းလဲဆိုလို့ရှိရင်မွေတွေပေါ့နော်မွေတွေအရေကုန်လဲတယ်ပြီးသွားလို့ရှိရင်မွေတွေရဲ့အရေကုန်လဲတာနဲ့ရည်ညွှန်းသွားတာပေါ့နော်မွေတွေအရေကုန်လဲတယ်ပြန်ပြီး rebound ဖြစ်တယ်မွေတွေအရေကုန်လဲတယ်ပြန်ပြီး rebound ဖြစ်တယ်အဲ့အကြောင်းကိုအဓိကထားပြီးတော့သူကရေးပြီးပြောပြသွားတယ်ပေါ့နော်ပြီးသွားလို့ရှိရင်နံပါတ်10ပေါ့နော်အခန်း10ပေါ့နော်ကျွန်တော်အခုနပြောတဲ့အပိုင်း9ရဲ့အခန်း10မှာပဲ Shivan ရဲ့ level မှာတဲ့ Shivan ရဲ့ level မှာမွေကိုထားရတယ်ပေါ့နော်ဒီလိုမျိုးသူတို့က mythology ပုံစံမျိုးဒီလိုမျိုးထားခြင်းတည်တဲ့ဟိုတကယ်မွေထားတာမဟုတ်ဘူးပေါ့နော်ဒါကိုဘာရဲ့ symbolism နဲ့ထားတာလဲဆိုလို့ရှိရင်သူကလူတွေပေါ့နော်လူတွေပေါ့ဆိုလို့ရှိရင်လူတွေမှာ
ဉာဏ်ပညာပေါ့နော်အဓိက main ပေါ့နော်ဉာဏ်ပညာပေါ့နော်ဒီအကြောင်းကကျတော့အကုန်လုံး community တော့သိကြမယ်လို့ထင်တယ်ပေါ့နော် too much knowledge make up fool ပေါ့နော်အဲ့ပုံစံမျိုးနဲ့ရည်ရွယ်တယ်ပေါ့နော် too much knowledge make up fool ဆိုတာကဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဉာဏ်ပညာအရန်ကြီးတာကပြန်ပြီး share ရင် share မ share ဘူးပဲနဲ့မ share ပဲနဲ့ဥမာပြင်ဆိုလို့ရှိရင်မ share ဘူးပေါ့နော်ကိုရှိမှပညာတစ်ခုရှိတယ်ပြန်ပြီးမ share ဘူးဒီပညာကိုအတွက်ပဲကိုအသုံးချတယ်ပေါ့နော်သူများအတွက်အသုံးဝင်ပါစီဆိုပြီးတော့အသုံးမချပဲနဲ့ထားတယ်ဆိုလို့ရှိရင်ကိုအတွက်အဲ့ပညာဒီကိုအတွက်အန္တရာယ်ဖြစ်လိုက်မယ်ဆိုပြီးတော့ရည်ရွယ်တယ်ပြီးသွားလို့ရှိရင်ငါဆိုတဲ့မာနပေါ့နော်ငါဆိုတဲ့မာနကကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာအင်းအောင်နေတဲ့အချိန်ကြာလို့ရှိရင်ပေါ့နော်အဓိကကိန်းအောင်နေတဲ့အချိန်ကြာလို့ရှိရင်တန်ကိုတန်ကြီးဖြတ်ပုံစံမျိုးပေါ့နော်ငါဆိုတဲ့အတွေးရပဲကိုဖြတ်လိုက်မယ်ဆိုတော့သင်္ကေတရည်ရွယ်ချက်နဲ့Steven ရဲ့ level ပေါ့နော် Steven ရဲ့ level မှာငွေကိုထားခြင်းဖြစ်တယ်ပေါ့နော်ပြီးတော့ငွေကအချိန်မရွေးပြန်ပေါက်နိုင်တဲ့ပုံစံမျိုးနဲ့ထားတာပေါ့နော်အဲ့လိုမျိုးကိုငါဆိုတဲ့အရာတစ်ခုရဲ့ပြီးသွားလို့ရှိရင်ငါဆိုတဲ့မာနမထားရဘူးဆိုတဲ့အကြောင်းရဲ့ပြီးသွားလို့ရှိရင်နောက်တစ်ခုကကြတော့ဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့ပညာပေါ့နော်ကိုတက်တဲ့ပညာတွေကိုကိုတယောက်တည်းမစုတာပဲနဲ့ပြန်ပြီးတော့ knowledge sharing ပေါ့နော် gathering လုပ်ရမယ်ဆိုတဲ့အကြောင်းကိုအဓိကရည်ရွယ်ပြီးပြောသွားတာဖြစ်တယ်ပေါ့နော်ဒါအင်္ဂလိပ်လို Marshall Banasi Das ပေါ့နော်ထုတ်ဝေထားတဲ့ဘိုင်းမှာလည်းကျွန်တော်တို့ဖတ်လို့ရတယ်ပေါ့နော်ကျွန်တော်အခုနပြောမေ့သွားတယ်ပေါ့နော်Tantris ပေါ့နော် Tantris Nool မှာကြတော့အင်္ဂလိပ်လိုဘယ်သူရေးထားလဲဆိုရင် Arthur Avolan ပေါ့နော် Arthur Avolan ရေးထားတယ်ပေါ့နော် comment တို့အချိန်ရရင် search လုပ်ပြီးဖတ်လို့ရအောင်ပေါ့နော်ဒါက Silver Brunner ကကျတော့အင်္ဂလိပ်လိုဘယ်သူရေးထားလဲဆိုလို့ရှိရင်ကျွန်တော်ခုနပြောတော့ Marshall ပေါ့နော် Marshall ရေးထားတာရှိတယ် comment တို့အချိန်ရလို့ရှိရင်ဖတ်ကြည့်လို့ရအောင်ပေါ့နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင် comment တို့ဒီဟာနဲ့ပတ်သက်တဲ့အရေးကြီးတဲ့ကျမ်း၄ချက်ပေါ့နော်ကျမ်း၄ချက် Vishnu Purana မှာရေးထားတယ်ဆိုတဲ့အပိုင်းရယ် Bhagavad Gita မှာရေးထားတယ်ဆိုတဲ့အပိုင်းရယ်ပြီးရင် Tantric ကျမ်းမှာရေးထားတယ်ဆိုတဲ့အပိုင်းရယ် Shiva Purana ရေးထားတဲ့အပိုင်းရယ် comment တို့နားလည်သွားပြီပေါ့နော်နောက်တစ်ခုကကြတာပေါ့နော်အရေးကြီးဆုံးပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်မဲတော်ကျောင်းတွေအများများတယ်ပေါ့နော်မဲတော်ကျောင်းတွေမှာဆိုလို့ရှိရင်ဒီပူဇာတီတွေပေါ့နော်အဓိကအားဖြင့် main ပြောရမယ်ဆိုလို့ရှိရင်ဒီအယူဝါဒကိုကျွန်တော်ခုနပြောသလိုပေါ့ influence ပို့ပြီးလောက်ကြတာများတယ်ပေါ့နော် influence လောက်ရတာဆိုတာအကြောင်းမဟုတ်ဘူးเนาะဒီထဲမှာသူတို့အကျန်းကိုမလေးလာဘူးဆိုတာအရင်သိတာတယ်ပေါ့နော်ဒီလိုမျိုးလောက်တာဒီအယူဝါဒမှာဖြစ်တယ်လောက်ရမှာဖြစ်တယ်ပေါ့နော်အဓိကအားဖြင့်ဆိုလို့ရှိရင်ဒီမေတော်ကျောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အကနိပရာနောပေါ့နော်အကနိပရာနောမှာဆိုလို့ရှိရင်ဒီကအခန်း250မှာပေါ့နော်ပြောရတယ်ပေါ့နော်ဒီလိုမျိုးဖျားเจ้าတွေမှာကျွန်တော်တို့မေတော်တွေတွေ့တယ်မလားမေတော်တွေရဲ့အောက်မှာမဲတော့ခေါင်းတစ်ဝက်ကိုမွေအုပ်ထားတဲ့ပုံစံမျိုးထားတာမယ်ပေါ့နော်မွေလေးထားတာမယ်ပေါ့ဒါကိုမဲတော့ရဲ့6ထောင်နာမှာထားတာများတယ်ပေါ့နော်ဒီလိုမျိုးထားခြင်းရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်အရင်တော့ကအာဒီဘာစီလို့လည်းခေါ်တယ်ပေါ့နော်အာဒီဘာစီကဘာလဲဆိုရင်ဒါကပါပေါ့နော်တမန်စကားတစ်ခုပေါ့နော်ဒီထဲမှာဒီကျန်းထဲမှာပြောထားတယ်ပေါ့နော်အာဒီဘာစီဆိုတာကဘယ်လိုပြောရမလဲဆိုလို့ရှိရင်လူတွေကတောထဲမှာနေထိုင်စားတော့ပြီးတော့နေထိုင်ရတယ်ပေါ့နော်နေထိုင်စားတော့ပြီးနေထိုင်ကြတဲ့အချိန်ကြတော့တွားလာရတဲ့အချိန်ကြလို့ရှိရင်ဘယ်လိုပြောမလဲအကာအကွယ်ဆိုတာမရှိတော့တဲ့အချိန်ကြတော့ဗာလဲဆိုလို့ရှိရင်မွေပေါက်ခံရတာတွေများတယ်မွေပေါက်ခံရတာတွေများတယ်ဆိုတာဒီကျန်းအပေချင်းရထွက်လဲဆိုရင်ကျွန်တော်တို့ crypto ပေါ်ပြီးတော့ပေါ့နော် crypto ပေါ်ပြီးတော့ AD ပေါ့နော် AD 17ရာစုမှာပေါ်ခဲ့တာပေါ့နော် AD 17ရာစုမှာပေါ်ခဲ့တယ်ဒီအကြောင်းကိုပတ်သက်ပြီးတော့နှနဲတယ်ပေါ့နော် AD 17ရာစုမှာပြောခဲ့တာပေါ့နော်ဒီဟာကဘယ်လိုပြောလဲဆိုလို့ရှိရင်ဒီလိုမျိုးအာဒီဘာစီတွေဖြစ်နေတဲ့အချိန်သွားလာလှုပ်ရှားတဲ့အချိန်ကျတော့အကာအကွယ်မရှိဘူးအကာအကွယ်မရှိတဲ့အချိန်ကျတော့လူတွေကမွေပေါက်ခံရပြီးတည်ကြတယ်ပေါ့နော်ဥပမာအပြင်ပြောရမယ်ဆိုအစိတ်ကြီးမွေတွေဖြစ်တဲ့ကျွန်တော်တော်ကြီးမွေဟောက်တွေပဲဖြစ်ဖြစ်မွေဟောက်တွေပဲဖြစ်ဖြစ်တခြားမွေတွေပဲဖြစ်ဖြစ်ပေါ့နော်ကိုက်ပြီးတည်ရတာတွေများတယ်တည်ရတာတွေများတော့သူတို့ကဒါကိုကာကွယ်တဲ့အနေနဲ့ symbolism အနေနဲ့ပေါ့နော် symbolism ပေါ့နော်သင်္ကေတအနေနဲ့ပေါ့နော်သင်္ကေတအနေနဲ့ဒီမဲတော်ပေါ့နော်သူတို့ယုံကြည်ကိုးကွယ်တဲ့မဲတော်ရဲ့အောက်မှာ6ရောက်ရဲ့အနားမှာအထူးသဖြင့်ပေါ့နော်6ရောက်ရဲ့အနားမှာမွေကိုထားကြတယ်မွေခေါင်းကိုပေါ့နော်ဒါကိုတချို့လူတွေကမွေနေလာတဲ့မွေကိုနေလာတဲ့ပုံစံမျိုးတွေလောက်ထားကြတယ်ပေါ့နော်တချို့ရုပ်ထုတွေမှာ comment တွေတတိထားပြီးကြည့်ပေါ့နော်မွေကိုအဲ့မွေကိုမဲတော်6ရောက်နဲ့နေလာတဲ့ပုံစံမျိုးတွေဒါရဲ့ symbolism ကဘာလဲဆိုရင်မွေဒီအမြဲအန်ဒီရရှိတယ်ပေါ့နော်ကိုက်လိုက်တဲ့အချိန်ကျရင်တည်သွားနိုင်တယ်ဒါကိုကာကွယ်ဖို့အတွက်ကိုအမြဲထိန်းချုပ်ထားရမယ်ပေါ့နော်6ရောက်နဲ့ဖိနှိပ်တာကိုထိန်းချုပ်တယ်ဆိုပြီးတော့အရင်တော့ကဘယ်လိုပြောမလဲ ritual တွေမှာပို့ပြီးတုံးတာများတယ်ပြောမယ်ဆို hint ပေါ့နော် hint ပေါ့ဒီကုန်းတင်ပေးထားတဲ့ပုံစံမျိုးပေါ့နော်ဒီမွေကိုဖိနှိပ်ထားရမယ်မဖိနှိပ်ထားဘူးဆိုမျိုးအတွက်အန်ဒီရပြန်ပေးလိုက်မယ်ဆိုရဲရည်ရွယ်ချက်နဲ့ထားခဲ့တာဖြစ်တယ်ဒါကိုတချို့လူတွေကပြောတယ်ပေါ့နော်ဒီအောက်မှာရှိနေတဲ့လူကလည်းမွေဖျားပေါ့နော်မွေကနတ်ဝင်နေပါညာနတ်အကြောင်းနဲ့ကျွန်တော်ထပ်ပြီးတော့ဗီဒီယိုလုပ်ပြီးဦးမယ်ပေါ့နော် comment တို့ပေါ့နော်ဒီဟာဒီတကယ်ဟုတ်လား
မဟုတ်ဘူးလားမဟုတ်ဆိုလို့ရှိရင်အလိန်လားဘာလားညာလားဆိုတော့ကျွန်တော်ထပ်ပြီးဗီဒီယိုလုပ်ပြီးမယ်ဒါကတော့အဓိကဒီဗီဒီယိုမှာပေါ့နော်ဒီလိုမျိုးလုပ်ရက်တွေဒီအမှားပေါ့နော်ဒီလိုမျိုးဟိန္ဒူဘုရားကျောင်းတွေမှာမွေး symbol ထားတာဒီဟိန္ဒူရဲ့ ritual ပေါ့နော် ritual god တွေမှာဒီလိုမျိုးမွေး symbol တွေရှိနေတာဒီဟိုဘယ်လိုပြောမလဲဟိုရှောက်ပြီးထားတာမဟုတ်ဘူးနော်အဓိက symbolism ပေးထားတယ် symbolism ဆိုတာသင်္ကေတတွေပေါ့နော်သင်္ကေတတွေခုနကျွန်တော်ပြောသလိုပေါ့universe ကို hint ပေးတာတော့၎င်းကိုယ့်ရဲ့သဘာဝပတ်ဝန်းကျင်ကို hint ပေးတာတော့၎င်းမဟုတ်ဆိုကိုယ့်ရဲ့ဉာဏ်ပညာကို hint ပေးတာတော့၎င်းကိုယ့်ရဲ့ spirituality ကို hint ပေးတာတော့၎င်းကိုယ့်ရဲ့ mind body soul အတွက် hint ပေးတာတော့၎င်းပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ကျန်းမာရေးအတွက် hint ပေးတာတော့၎င်းအဲ့လိုမျိုးတာပြခြင်းပဲဖြစ်တယ်ကျန်တာဒီမွေဒီတက်ရှိတယ်တရားကိုကိုးဝယ်ရမယ်ဆိုပြီးတော့ပေးရတာလည်းမဟုတ်တာကိုကိုးဝယ်ရမှာလည်းမဟုတ်ကိုးဝယ်စရာလည်းမလိုဘူးအဓိကဒါ hint ပေါ့နော်ကျွန်တော်ပထမအုံသင်ကပြောသည်ပေါ့နော်ဒီဗီဒီယိုမှာကျွန်တော်ပြပြလာတာပေါ့နော် comment တို့အချိန်တိုင်း check လုပ်ကြည့်ပေါ့ဟို hint ဒါသင်္ကေတတွေရှင်းရှင်းပြောရမယ်ဆိုသင်္ကေတတွေဟိုပြောရမယ်ဒါကိုကိုးဝယ်ဖို့ထားတာမဟုတ်အယူဝါဒလောက်ထားတာမဟုတ်ဒါဒီဟိုလူတန်းတာတွေဒီဟာဒီတတိထားရမယ်ဆိုတဲ့အကြောင်းတွေဖျားเจ้าတစ်ခုချင်းစီကလူတွေအတွက်ကာကွယ်ဖို့ပေါ့နော် 100% ကာကွယ်ဖို့လူတွေအတွက်အသုံးဝင်မှုနဲ့ကာကွယ်ဖို့အတွက်သာဖြစ်တယ်ဒီလိုမျိုးမဟုတ်မမှန်တာတွေလုပ်ဖို့အတွက်ဆိုပြီးတော့မဟုတ်ဘူးဒါကိုတချို့ပေါ့နော်ဘာသာရေးခေါင်းဆောင်တွေကလက်ဝယ်ကင်ဆောင်ပြီးတော့လူတွေအုပ်စိုးခြင်းတဲ့ပုံစံမျိုးနဲ့ influence လုပ်နေတာပေါ့နော်ဒါကတော့ဘာသာရေး politics လို့လည်းပြောလို့ရတယ် religious politics လို့လည်းပြောလို့ရတယ်ဒီထက်ပိုပြီးပြောမယ်ဆိုပိုတော့ကြီးသေးတယ်ပေါ့နော်အဲ့တော့ comment တို့ကတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မျက်စိပွင့်နားပွင့်သိသွားလောက်ပြီးတော့ကျွန်တော်ကတော့မြင်မိတယ်ဒီဗီဒီယိုကတက်လာပြီးတဲ့အတွက်ကောဒီဗီဒီယိုပို့ပြီးတဲ့ကျွန်တော်ရဲ့ comment ပေါ့နော်သူကတော့သူ့ရဲ့ ID ကိုသူမပြခိုင်းဘူးပေါ့နော်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်တခြား comment တို့လည်းတည်သွားတာဒီလိုမျိုးပေါ့နော်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေနည်းနည်းဆိုတာတည်ဖို့အတွက်ကိုကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပြီး support လုပ်ပေးပါအောင်နော် comment တို့ရေဒီလိုမျိုးပေါ့နော် comment တို့တန်ငယ်ချင်းတွေမှာဟိန္ဒူဘာသာဝင်တန်ငယ်ချင်းတွေရှိတယ်ဆိုရင်ကျေးဇူးပြုပြီး share ပေးပါသူတို့တွေလည်း social knowledge အပြည့်ရသွားအောင်ပေါ့နော်ကဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် comment တို့ရေအားလုံးလက်ပြဝါပါတတ်တာ bye bye